ခုမှတိကွာဆဆိုင်မဲ့သူတွေဘယ်တိကွာမျိုးစားကိုရွေးချက်စိုက်တင်တယ်လဲဆိုတာကိုကျွန်တော်ပြပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျပထမဆုံးစဉ်းစားရမယ့်ချက်ကတော့ကျွန်တော်တို့ရွေးရမယ့်အပြင်ကကျတော့ရာသီပန်းလားတစ်နေ့မှတစ်ချိန်မဲ့ဝင်တဲ့ရာသီပန်းလားရာသီမျိုးပွင့်တဲ့ပန်းလားဆိုတာကိုသိသိပါတယ်အဲ့ရကိုဝယ်မဲ့ဆိုင်မှာမြင်ရလို့ရပါတယ်ဗျနော်ဒီရချက်ကကျတော့ကျွန်တော်ညှို့မိမယ်ပေါ့နော်ကျွန်တော်ညှို့မိလိုက်တခါလေးညှို့မိလိုက်တော့မယ်အဲ့ဒါကျတော့အခုမှဆက်ဆိုင်မဲ့တွေအတွက်အသင့်လျော်ဆုံးကကျတော့ကျွန်တော်တို့ဒန်နိုတစ်ခွနဲ့ပေါ့နော်ဒန်နိုတစ်ခွဆိုတဲ့လိုမျိုးပုံစံမျိုးပေါ့နော်ဒန်နိုတစ်ခွနဲ့လိပ်ပြတစ်ခွလို့ခေါ်ပါတယ်ခင်ဗျအဲ့ဒါတွေကကျတော့အခုမှဆက်ဆိုင်မဲ့တွေအတွက်အသင့်လျော်ဆုံးပါဘာကြောင့်မို့လဲဆိုတော့ဒီကောင်တွေကပန်းအဓိကတော့ပန်းပေါ့နော်ဒန်နိုဆိုလို့ရှိရင်ပန်းပါတယ်ဈေးချို့ရဲ့ကျွန်တော်ပေါက်ဈေးက8500နေပြီးတော့မှဒန်ကတ်ဆိုရင်3000ပတ်ဝန်းကျင်ပေါ့နော်အဲ့လိုမျိုး7500တောင်ပတ်ချလဲမှာပဲရှိရပေါ့နော်ဒန်နိုတစ်ခွတွေကအခု2026အတွက်ပေါ့နော်လိပ်ပြတစ်ခွဆိုလို့ရှိရင်ကျတော့လိပ်ပြတစ်ခွဆိုလို့ရှိရင်လည်း1000ဝယ်ကနေ2000ပတ်ချတယ်ပေါ့နော်1000ကနေ2000ကြားထဲမှာရှိရပေါ့နော်ပန်းမပါပဲပေါ့နော်အဲ့လိုမျိုးဆိုတော့သူကဈေးနှုန်းအပြင်လည်းတင်လျော်တယ်အဲ့ဒါဈေးနှုန်းနော်ဈေးနှုန်းတရားဆက်ကကျတော့ဗာလဲဆိုတော့သူတို့ကနေရာသိမ့်မလို့ပေါ့နော်နေရာသိမ့်မလို့လိပ်ပြဆိုလို့ရှိရင်ခံမှန်းကြီးမနေ့9ရက်နေမနေ့9ရက်နေ9နာရီထိနေဦးတည်းထိလို့ရတယ်ကျွန်တော်ရှင်နေဦးတည်းနေဦးတည်းထိလို့မရဘူးပေါ့နော်လိပ်ပြဒါဆိုလို့ရှိရင်မနေ့9ရက်နေ10နာရီနေအောင်ရတဲ့နေရာမှာစိုက်မယ်ဆိုလို့ရှိရင်တော့မှပန်းပွင့်နေတယ်ပေါ့နော်အဲ့ဒါနေရာအများကြီးမလို့လဲတိခွအမျိုးသားနှမျိုးတတိယချက်ကကျတော့သူတို့ကအချမ်းခံတယ်ပေါ့နော်စိုက်တက်တယ်ဆိုလို့ရှိရင်လုံးဝအချမ်းခံတယ်စိုက်နီးကြီးလေကျွန်တော်ကခုတစ်ခါပြပြပြဖြစ်ပါတယ်ခင်ဗျနောက်ဝယ်သူနေစဉ်းစားရမှာဆိုတော့ကျွန်တော်တို့အဲ့လိုမျိုးကိုနဲ့တင်လျော်တယ်ပေါ့နော်ဈေးချိုမယ်အပင်တောင်းတင်းအပင်နေမြေတွေကောင်းမယ်ကြက်ခိုင်တန်ဆွမ်းတဲ့အပင်တွေကိုရွေးချက်ပြီးတော့မှဝယ်ယူပါကိုနဲ့တင်လျော်တဲ့ဆိုင်မှာမြန်ပြီးတော့ဝယ်ယူလို့ရပါတယ်ခင်ဗျစိုက်နီးကိုကျွန်တော်တစ်ခါလေးပြပြပေးသွားရပါတယ်ဒန်ဒရိုပေါ့နော်ဒန်ဒရိုကဆိုတော့ကျွန်တော်တို့ကဈေးကွက်ထဲမှာလာလို့ရှိရင်ကျွန်တော်တို့အဖူးပွင့်လေးနဲ့လာလိမ့်မယ်เนาะဒီလိုမျိုးဟာကို8000အခုပေါက်ဈေးပေါ့နော်8500နေပြီးတော့1000ပတ်ချလဲပေါ့နော်အဲ့လိုမျိုးရှိပါတယ်ခင်ဗျအမှကျွန်တော်ကအိုးလဲတင်မလဲတင်ပေါ့နော်အိုးလဲတင်မလဲတင်ဘာမှမလုပ်တတ်ဘူးဆိုရင်မလုပ်ရဲဘူးဆိုလည်းဒီချိန်ထားလိုက်ချိတ်ထားလိုက်ရုံပဲပေါ့နော်ချိတ်ထားလိုက်ရုံပဲအိုးလဲခြင်းနေဆိုလို့ရှိရင်ကျွန်တော်ကဒီမှာအမြင့်ကလေးတွေကိုကျွန်တော်အနေနဲ့ဆိုရင်တော့ဒီအပေါ်ပိုင်းအမြင့်တွေကိုပေါ့နော်ဖြတ်လိုက်တယ်ပေါ့ဖြတ်ပြီးလို့ရှိရင်ရေ2ရက်လောက်မထီဘူးဘာဖြစ်လို့လဲဆိုတော့ဖြတ်တဲ့နေရာနေပြီးတော့ရေဝင်ပြီးတော့မှအမြင့်တွေပုတ်ပြီးလို့ရှိရင်ပင်စီရေပုတ်တတ်လို့ကျွန်တော်ကတခုအပင်စီရညက်ဖြတ်အမြင့်ကိုညက်ဖြတ်ကျွန်တော်က2ရက်လောက်ရေမထီအောင်ထိန်းသိမ်းနေပေါ့နော်2ရက်ကျော်မှပဲကျွန်တော်ညက်ဖြတ်ပြီးတော့မှရေးကြည့်ရပေါ့နော်ရေးထည့်ရပေါ့အဲ့တော့ကျွန်တော်ကအိုးကြီးပြောင်းမဲ့ဆိုလို့ရှိရင်ကျွန်တော်ကတော့အမြဲတမ်း6လက်မချင်းကိုရေးချွေတယ်6လက်မချင်းကတော့တိတ်မရွေးပါဆို6လက်မချင်းဆိုရင်3လက်မချင်းနဲ့ပြောင်းလို့ရှိရင်လည်းပြည့်တတ်တယ်ပေါ့နော်ကျွန်တော်ကတော့6လက်မချင်းနဲ့ပြောင်းတဲ့ခါကျလို့ရှိရင်လည်းဘေးကနေအုံကိုထည့်လိုက်လို့လည်းရတယ်မီသွေးထည့်ခြင်းလည်းရတယ်ပေါ့နော်အလွယ်ဆုံးကမီသွေးပေါ့နော်အုံကိုလည်းထည့်လိုက်လို့ရတယ်ဒါကလုံးဝ process အဆင်ပြေစိုက်တဲ့ခါလည်းဒီတားတဲ့ကိုမဖုံးနေတယ်ပေါ့နော်တားတဲ့အခြေကြီးပေါ့နော်အောက်ခြေကြီးမဖုံးနေနဲ့ဒီဘာဖြစ်လို့ဆိုတော့အောက်အခြေကနေအပင်တွေထွက်မှာဆိုတော့အဲ့ဒါဖုံးပြီးကြလို့ချင်းဒီပင်စီလည်းပင်မကြီးလည်းပုတ်တယ်တားတဲ့တိတ်ကလည်းထွက်မလာဘူးပေါ့နော်အဲ့ဒါကထိန်းသိမ်းပုံထိန်းသိမ်းကြီးပေါ့နော်ဆေးအနေနဲ့ဆိုလို့ရှိရင်လည်းကျွန်တော်ကဆေးကိုချက်တဲ့ဆေးအဆင်ပြေဆေးကျွေးပေါ့နော်ကိုနဲ့အဆင်ပြေဆေးကျွေးကျွန်တော်ရှိမှလည်းဆေးရအဆုံးရှိရနော်ကျွန်တော်ရှိမှလည်းဝယ်လို့ရတယ်ဆေးကိုစင်ပြေဟာသုံးပေါ့နော်သူကပန်းမစဒီပန်းပါတဲ့အပင်တွေတစ်ခါကျလို့ရှိရင်ပန်းပြန်ထွက်လေးရှိရပေါ့နော်ဒီအပင်ကနေလေပန်းပြန်ထွက်လေးရှိရမထွက်ဘူးဆိုလို့ရှိရင်လည်းအပင်တိတ်ကနေပြီးတော့မှဒီလိုမိခင်ပင်တွေကြီးအောင်ဒီအဆေးချကျွေးပြရပါတော့အဲ့လိုတားတဲ့အတစ်ဒီလိုညှောင်းစီလေးကအညှောင်းလေးကနေပြီးတော့မှဒီအပင်ကြီးဖြစ်တဲ့အချိန်အချိန်လေးလောက်အချိန်ယူရပေါ့နော်အချိန်ကြာရပေါ့နော်အဲ့ဒါကျွန်တော်ကကြာချိန်ဒီရောစိုက်နီးဒီရောတခါလေးထင်းနီးဒီတခါပြလိုက်တယ်ပေါ့နော်အတန်တို့လိပ်ပြာဆိုရင်တော့ကျွန်တော်တို့အခုလောဆယ်ကကျတော့ကျွန်တော်ပေါက်စီရကျတော့1000ကနေပြီးတော့1000ပတ်ချလိုက်ရှိရပေါ့နော်ပမပါအပေပေါ့နော်ဒီလိပ်ပြာမှလည်းမျိုးရှိသေးတယ်ဒီလိပ်ပြာနဲ့ချင်းမိုင်လိပ်ပြာတော့အထိုင်မဲ့ကလာတဲ့ချင်းမိုင်လိပ်ပြာတော့ပို့ပြီးအချမ်းခံတယ်ပေါ့နော်အမြင့်တွေလည်းကောင်းကြရပေါ့အဲ့တော့ကျွန်တော်ကအမြင့်တွေအလုံးဝကောင်းကြရဆိုတော့ကျွန်တော်မြင်ရတော့တရားခိုင်လောက်ထိကောင်းနေရပေါ့နော်အခုနောက်ပိုင်းဝင်နေရအဲ့တော့ကျွန်တော်ဒီ plastic လေးကိုချွတ်လိုက်မယ်ချွတ်ပြီးတော့မှဒီ plastic ချွတ်လိုက်မယ်ချွတ်ပြီးတော့ဘေးကနေပြီးမှမီဒီယိုလေးလည်းထည့်လို့ရတယ်တစ်ခေါက်လေးလည်းထည့်လို့ရတယ်ပြီးရင်အုံးစံချစ်ပေါ့နော်အုံးစံချစ်ဆိုတာဒီမှာအုံးစံချစ်ဆိုတာအုံးစံအတုံးလေးပေါ့နော်ဒီလိုမျိုးအုံးစံအတုံးတချို့ကလည်းတလက်မတုံးလေးရှိတာဆိုတော့အုံးစံချစ်ပေါ့နော်အုံးစံတုံးလေးရှိရပြီးရင်အုံးစံမုံနဲ့တောင်စိုက်လို့ရတယ်နော်အုံးစံအမုံရဲ့အုံးစံဒီအုံးစံချစ်ကလေးရကျွန်တော်အဆိုဓာတ်ပိုထိမ့်ပြီးရပြန်နော်ကျွန်တော်တို့ပူပန်းနေကြရင်မှလည်းစိုက်လို့ရတယ်ပေရှားပါတဲ့နေရာကျွန်တော်တို့မျိုးအလုပ်များပြီးတော့မှရေမလောင်းနေတိုင်းရေမလောင်းမိနိုင်တဲ့ဒီမျိုးဆိုလို့ရှိရင်တော့အုံးစံချစ်တို့ခုနအုံးစံမုံနဲ့စိုက်တင်နေပေါ့နော်ဒီတစ်ခေါက်တို့မီဒီကတော့တစ်ခေါက်တို့မီဒီတွေကကျတော့အစိုးရတိတ်မထိန်ပေးဘူးเนาะဆိုတော့ဒါကကျွန်တော်နှစ်ပေဘူးစိုက်တာเนาะဒီကျွန်တော်မှအပင်နဲ့ပြရရှိအများကြီးပဲပြမယ်ဆိုရင်လည်း10မိနစ်လောက်ရှိသွားမှာဆိုတော့เนาะအဲ့တော့ဒီမှာဆိုလို့ရှိရင်လည်းအမြင့်တစ်တောင်ထွက်နေဒီမှာအမြင့်တစ်တွေထွက်နေလို့ဒီ
တစ်ခေါက်နဲ့မိသွေးကကျတော့ရေဆိုတာတိတ်မထိန်ပေးဘူးပေါ့နော်ရေဆိုတာထိန်မထိန်ပေးဘူးအဲ့တော့ရေတော့တစ်ခါလောင်းမယ်ဆိုရင်ကြာလေးလောင်းရေလောင်းမယ်ဆိုလို့ရှိရင်ကျွန်တော်ကမနေ့9နိုင်မတိုင်ခင်ရေလောင်းပေးတဲ့လိပ်ပြာပေါ့နော်မနေ့9နိုင်မတိုင်ခင်ရေလောင်းပေးတဲ့ဘာလို့ဆိုတော့နေမထွက်ခင်ရေလောင်းပေါ့နော်နေမထွက်ခင်ရေလောင်းအဲ့ဆိုနေထွက်တဲ့အချိန်မှာရေရစစ်နေပေါ့နော်တကယ်လို့ရေနေပြင်းနေတဲ့အချိန်မှာရေလောင်းလို့ရှိရင်ဒီအရွက်တွေမှာတင်ကြံလို့ရှိရင်နေပြင်းတဲ့အချိန်ရဲ့ဒီရေကပူသွားမယ့်အချိန်ရဲ့ဆိုရင်အပင်ကလောင်နေပေါ့နော်ရည်ရပေါ့ပုတ်ရည်ရပေါ့နော်အဲ့လိုမျိုးကြောင့်မဖြစ်အောင်ကျွန်တော်က6ခွဲလောက်6နိုင်6ခွဲလောက်ရေလောင်းပေးတဲ့ပေါ့နော်အဲ့ဆိုရင်ပို့ပြီးဆင်ပြီးစိတ်ချရတယ်ပေါ့နော်အပြင်နေဘူးတရိုက်ကလည်း9နိုင်တီသူတို့ကခံနိုင်ရရှိတယ်9နိုင်ကျော်ဝိုင်းတော့နေဘူးတရိုက်မထိနေသူတို့အရွက်တွေကအရေရွှမ်းတဲ့အပြင်ဖြစ်တဲ့အတွက်နေလောင်လွယ်တယ်ပေါ့နော်ပြီးလို့ရှိရင်သူတို့ကလေဘာစီးပဲကြွကြွအဲ့လောက်လေးအလင်းရောင်ရနေရဆိုလို့ရှိရင်ပေါ့နော်သူကဘာစီးကြွကြွအဆင်ပြေအဖူးလေးလေးပြတွေအဖူးရထွက်လာတဲ့အဖူးကျိုးရင်လည်းအဖူးကျိုးရင်လည်းအဲ့အစစ်တွေကနေပြီးတော့မှပြန်ပွင့်တဲ့အမျိုးအစားကိုဖြစ်တယ်ဗျာနော်တော်ကိုအကျန်းခံနေပြင်မှာနော်ခိုက်ကြလို့ရှိရင်ပေါ့နော်စိုက်မစိုက်တဲ့ဆရာအကြောင်းလည်းမရှိပါဘူးကျွန်တော်အခုပြပြလိုက်ပြီလေနော်ဒီမှာထိတ်ကကျိုးသွားကျွန်တော်ထိတ်ကကျွန်တော်စိုက်တုံးစိုက်ဘာနဲ့ခိုင်းမိသွားလဲမသိထိတ်ကျိုးသွားဒီဟာလေးထက်ထွက်လာကျိုးကမှထွက်လာနော်အဲ့လိုမျိုးလိပ်ပြတကယ်ကိုချစ်ဖို့ကောင်းပါလေဗျာအချမ်းခံတယ်နော်အဲ့တော့ကျွန်တော်ရှိမှာလက်ရှိတယ်ပေါ့နော်အပင်လက်ရှိရစိတ်လက်ရှိတယ်နော်စိုက်နီးကအခုခါပြပြသားပြီးမရှင်းတာရှင်းနေထပ်မေးလို့ရတယ်အဲ့တော့ beginner အခုမှစစိုက်မဲ့ beginner လေးတွေကဒီ video ကြည့်ပြီးတော့ရင်တော့ expect ဖြစ်သွားမယ်လို့ယုံကြည်ပါတယ်ခင်ဗျာတခါလေးလက်တန်းညွှန်လိုက်ပြီနော်ဒါအမှားမတာရှိရင်ခွင့်လို့ပါပြီးလို့ရှိရင်လိုအပ်ချက်တွေရှိလို့ရှိရင်လည်းထပ်သိကျင်လာရှိရင်လည်းမေးမြန်းပါပေါ့နော် bye bye good night ပါ